လာပါဒီနေ့ကစတူဒီတာကျွေးမယ်ရွှေညမုံမှာခောက်ဆွဲကြော်လာဝဲနေတာဒီမှာကျွန်တော်မနေ့ကကျွန်တော်ကြိတ်ရည်လုံးနဲ့ကျွန်တော်လုံးအိမ်မှာကြော်ရတယ်သူညနေမှာပဲဖွင့်ညနေမှာပဲဖွင့်ဟုတ်ကဲ့ဗျာအိမ်မှာကြော်တာပေါ့ဟာအိမ်မှာကြိတ်ရည်လုံးနဲ့ကျွန်တော်လုံးလည်းကျွန်တော်အိမ်မှာနည်းနည်းလေးအချိန်ပေးရတယ်ဗျာအချိန်ပေးရတယ်နော်ကြိတ်ရည်လုံးဆိုလို့ရှိရင်အတွင်းထဲကအစီလုံးဝခန်းသွားအောင်ကျွန်တော်ကြော်ပေးတယ်အိမ်မှာပေါ့ဟုတ်ကဲ့အိမ်မှာပြီးရွက်တွေပြီးနေအဲ့ဆိုဘယ်နိုင်မှဖွင့်တာလဲဒီနေ့ကျွန်တော်တို့ပုံမှန်နဲ့ကတော့3နာရီလောက်ဖွင့်တယ်အခုကကျွန်တော်စီး9နာရီဖွင့်9နာရီဖွင့်ဒါပေမဲ့ဒါတောင်ဒီနေ့နည်းနည်းစောထွက်လာည7နာရီထိပေါ့ည7နာရီ9နာရီပေါ့အဲ့ဆို4နာရီလောက်ပဲရောက်တာပေါ့ဒီမှာဟုတ်ကဲ့ဗျာအိမ်မှာတော့အကုန်ပြင်ဆင်ထားရတာပေါ့ဟုတ်ကဲ့ဗျာအိမ်မှာတော့အကုန်ပြင်ဆင်ရတာအိမ်မှာရှိရဒီနေ့ဘယ်နဲ့ပွဲလာရဒီနေ့ဘယ်နဲ့ဒီနေ့ကုန်တယ်ဘယ်လောက်ကုန်အဲ့လိုတော့မှန်းလို့မရဘူးပေါ့ပုံမှန်တော့မရှိဘူးအားကြရင်လည်းဆိုင်မှာပါတဲ့ဟာကိုပုံသွားတာ450တော့ပွဲ450တော့ရောင်းရတယ်အဲ့လိုပဲကမကောက်နော်ဟုတ်ဘယ်50မိုင်းရရည်ပါ50ဟုတ်တယ်ရာချီပေါ့ထောင်ပေါ့ထောင်ပေါ့ဟုတ်တမောင်တမရေးစုလုပ်တာဟုတ်ကဲ့ဗျာတက်ရဲ့တန်းတန်းရှင်းရှင်းပြီးရအောင်နော်ဒါရွှေညမင်းရွှေညမောကဲခောက်ဆွဲရတော့ကြော်ပြီးပြီတပွဲပြီးတပွဲအလူပွဲအတွက်ပြင်ဆင်နေအားရစရာဒါဆိုဝယ်လာတဲ့ခောက်ဆွဲကြော်တွေခုဒီစတူဒီတာအတွက်တပွဲချင်းတယောက်ချင်းစီအတွက်တူတွေအချင်းနေအကုန်လုံးပြင်ဆင်နေတာမင်းဒီလိုင်းကြောင်းအလူလုံးမှလေစတူဒီတာကျွေးဖို့စတူဒီတာကျွေးဖို့ပြင်ဆင်ခောက်ဆွဲကြော်တွေအဲ့လိုရှိတယ်ဝလာတဲ့ဘာကြီးတန်ရတဲ့တာကိုဘာကြီးတန်စမိုက်ကောင်းတယ်နော်ဒီကိုဝိုင်ဘုတ်လေဝိုင်ဘုတ်အလူရှင်ကြော်လင်းရှိသွားတာဒီမှာအလူရှင်တကားမိုင်းကြော်ကြီးမြင့်ချမ်းစိတ်ဒီမှာစောင့်သူ့မဲ့လူရခောက်ဆွဲကြော်ပွဲဒီမှာအလူရှင်လူရန်ပေါ့နော်လူမဲ့လူစောင့်အကြောင်းရွှေရနာနီလာပလဲစီယာဆွေးမလှမေမချင်းမွဲ